သွေးခဲခြင်းအနေကနေအသက်ကိုကာကွယ်ပေးနိုင်တဲ့ AP စာပန်ဆိုတဲ့ဆေးအကြောင်းကိုဒီနေ့မှာပြောပြပေးသွားပါမယ်။ AP စာပန်ကကြတော့သွေးကြဲဆေးတစ်မျိုးဖြစ်ပါတယ်။သူကသွေးထဲမှာရှိတဲ့ Factor 10A ဆိုတဲ့ protein ကိုပိတ်ဆို့ပေးပြီးတော့သွေးခဲတွေဖြစ်ပေါ်လာတာကိုတားဆီးပေးတာဖြစ်ပါတယ်။သူ့ရဲ့ကောင်းကျိုးတွေကကြတော့ atrial fibrillation လို့ခေါ်တဲ့နှလုံးခုန်နှုန်းမမှန်တဲ့ရောဂါရှိတဲ့သူတွေမှာလေဖြတ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ပြီးတော့ခြေထောက်နဲ့အဆုတ်သွေးကြောပိတ်ခြင်းကိုလည်းကာကွယ်ကုသပေးနိုင်ပါတယ်။သူကရခင်ကတုံးနေတဲ့သွေးကြဲဆေးဒီလိုမျိုးသွေးခဏခဏစစ်စရာမလိုတာကတော့သူရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။သူကသွေးကြဲဆေးဖြစ်လို့ဘေးထွက်ဆိုးကျိုးအနေနဲ့တော့သွေးထွက်လွယ်တာမျိုးတော့ဖြစ်တတ်ပါတယ်။တွားတိုက်နေရင်လည်းသွေးယိုတာအညိုမဲဆွဲလွယ်တာမျိုးတော့ဖြစ်တတ်တယ်။နောက်ပြီးတော့ဒီနှာခေါင်းသွေးခဏခဏရှမ်းတာစီးတွေဝင်းနေတဲ့မှာသွေးပါတာကော်ဖီရောင်နေအန်တာအဲ့ဒါမျိုးဆိုလို့ရှိရင်တော့နီးစပ်ရာဆေးရုံဆေးကန်းကိုအမြန်ဆုံးတွားရောက်ပြသတင်ပါတယ်ဆရာဝန်တွေကတော့ပုံမှန်အဖြစ်မနက်တစ်ချိန်ညတစ်ချိန်မှာတောက်ဖို့ညွှန်ကြားလေးရှိပါတယ်နောက်ပြီးတော့ဒီတွားနှုတ်ဖို့လို့ခွဲစိတ်ဖို့လို့ရှိရဲဆိုလို့ရှိရင်တော့ဒီဆေးတောက်နေတဲ့အကြောင်းကိုဆရာဝန်ကိုကြိုတင်အသိပေးဖို့လိုအပ်ပါတယ်ဆေးကိုမိမိသဘောနဲ့မိမိဝယ်မတောက်ဘဲနဲ့ဆရာဝန်ညွှန်ကြားချက်အတိုင်းသာတောက်ဖို့အကြံပြုလိုပါ